မင်္ဂလာပါဒီတခါ sharing လုပ်ပြနေတဲ့အကြောင်းအရာကတော့ VLAN configuration အကြောင်းအရာပဲဖြစ်ပါတယ် VLAN configuration နဲ့ပတ်သက်ပြီးတော့ပေါ့ရှေ့ပိုင်းမှာတော့ VLAN database ထဲမှာ configuration ဘယ်လိုလုပ်တယ်လဲဆိုတဲ့အကြောင်းအရာကို sharing လုပ်ပြီးသွားပြီဖြစ်ပါတယ်ဒီခါကျတော့ VLAN configuration mode ထဲမှာ global configuration mode ထဲမှာ VLAN ကိုဘယ်လို configure လုပ်ရမလဲဆိုတဲ့အကြောင်းအရာကို sharing လုပ်ပေးမှာပဲဖြစ်ပါတယ်နော်အဲ့တော့အခုဒီ SIG ထဲမှာပေါ့နော်အခုဒီမှာပုံမှာပြထားတဲ့ဒီ topology လေးမှာပြထားတဲ့ပုံစံအတိုင်း network 5ခုခွဲမယ်ပေါ့လေအဲ့တော့ network 5ခုခွဲမယ်ဆိုတဲ့အခါကျတော့အခုလက်ရှိဒီ BBC 2 3ကို network တစ်ခုအနေနဲ့ပေးမယ်ပေါ့နော်အဲ့တော့ network တစ်ခုအနေနဲ့ထားတက်ခွဲထားလိုက်မယ်နောက်တစ်ခါ BBC 4 5ကိုတစ်ခုနောက်တစ်ခါ6 7တစ်ခု8 9တစ်ခု10 11တစ်ခုဆိုပြီးဒီလိုမျိုးခွဲပြီးတော့ network 5ခုအနေနဲ့ပေါ့ switch တစ်လုံးထဲမှာပဲ network 5ခုအနေနဲ့ခွဲပြီးတော့သုံးမယ်ဆိုပါစို့နော်အဲ့တော့အဲ့ဒီလိုမျိုးသုံးဖို့အတွက်ဆိုတော့အခုဒီ switch ကိုဖွင့်လိုက်ပြီး power on လိုက်ပြီးပဲဆိုပါစို့ပေါ့နော်အဲ့တော့အခုလက်ရှိရောက်နေတဲ့ mode ကတော့normal user mode ဖြစ်တယ်အဲ့ဒီကနေပြီးတော့မှ admin mode ထဲကိုသွားတယ် admin mode ကမှဒီစဉ် global config mode ထဲကိုဝင်လိုက်တယ်ဝင်ပြီးလို့ရှိရင် hosting နေပြီးလိုက်ပဲဒါကတော့ရှေ့ပိုင်းမှာလည်းဒီအကြောင်းအရာတွေကတော့ပြောခဲ့ပြီးသားနော်ကဲဟုတ်ပြီ hosting ပြီးလို့ပြီးပြီဆိုတဲ့အခါကျတော့အခုအရင်ဆုံးကိုက VLAN ကို configure လုပ်တော့မယ်ဆိုရင်မဖြစ်မနေနဲ့ဘယ် VLAN ID တွေကတော့သုံးပြီးသားဖြစ်တယ်လဲကိုကဘယ်လိုဘယ် VLAN ID တွေတော့သုံးခွင့်ရှိတယ်လဲအဲ့ဒီဥစ္စာကိုပြန်ပြီးတော့လေ့လာမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်အရင်ဆုံး do show VLAN brief ဆိုတဲ့ command ကိုသုံးပြီးတော့စစ်လိုက်ပါစစ်လိုက်တဲ့အခါကျတော့ factory ကထုတ်ထားတဲ့အတိုင်း default အတိုင်းပါပဲเนาะအခုဒီမှာရှိနေတဲ့ default VLAN 1ရှိတယ် Cisco switch ဖြစ်တဲ့အတွက်ကြောင့်1002 2005ဒါကတော့ default အနေနဲ့ reserve အနေနဲ့ခြံထားတဲ့ VLAN တွေဖြစ်တယ်ဒါကြောင့်မလို့ဒီ VLAN တွေကငကိုfactory ကထုတ်ကြရပါပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီထဲမှာဒီ switch ထဲမှာတော့ဘာ VLAN မှမရှိအဲဆိုရင်ကိုအသုံးပြုခြင်းတဲ့ VLAN ID ကိုလွတ်လွတ်ကျွတ်ကျွတ်သုံးလို့ရတယ်ပေါ့နော်။ Okay တော့ဆိုကြလို့ရှိရင်အခုဒီမှာplan ဒီအရာပေါ့။ VLAN 10သုံးမယ်11သုံးမယ်12သုံးမယ်အစရှိမော်ဒါလေးသတ်မှတ်ထားတယ်ဆိုကြလို့ရှိရင်ဒီလိုသုံးလို့ရတယ်။အဲ့တော့အခုဒီမှာ global config mode ထဲဝင်လိုက်တယ်။ဝင်ပြီးတော့အသုံးပြုရတဲ့ command ကတော့ VLAN ပါပဲနော်။အဲ့တော့ VLAN ဆိုပြီးတော့ကြတော့နောက်က10လို့ရိုက်လိုက်တာ VLAN ID ဖြစ်တယ်။အဲ့တော့ VLAN ID နဲ့ပတ်သက်ပြီးတော့ရှေ့ကဗီဒီယိုတွေထဲမှာလည်းလေ့လာကြည့်လို့ရပါတယ်နော်။အဲ့တော့ VLAN 10ဆိုပြီးပြီး enter ခေါက်လိုက်ပါ။နောက်ဆိုရင်အခု VLAN database ကိုရောက်သွားပါပြီ။ရောက်သွားပြီဆိုကြလို့ရှိရင်အခုဒီမှာကို VLAN 10ဆိုပြီးတော့ create လုပ်လိုက်တဲ့ VLAN လေးတာ VLAN database ထဲမှာရောက်ပြီလားရောက်သွားပြီလားအမှန်တကယ်ရောက်သွားပြီလားလို့သိချင်တယ်သိချင်တယ်ဆိုရင် do show VLAN brief နဲ့ခေါ်ကြည့်လိုက်ပါခေါ်ကြည့်မရောက်သေးပါဘူးဘာကြောင့်လဲဆိုတော့ global config mode ထဲမှာ VLAN ကို configure လုပ်တယ်ဆိုကြလို့ရှိရင်အခုလိုမျိုး VLAN 10လို့ရိုက်ပြီးပြီဆိုကြလို့ရှိရင်သူက exit နဲ့ထွက်ပေးရပါတယ် exit နဲ့ထွက်လိုက်တဲ့အခါကျမှအဲ့ဒီ VLAN database ကိုရောက်သွားတာဖြစ်ပါတယ်အခုဒီမှာဆိုကြလို့ရှိရင် VLAN database ထဲမှာ VLAN 10လေးရောက်သွားပါပြီဒါပေမဲ့ name မပေးခဲ့တဲ့အတွက်ကြောင့်မလို့ VLAN ID ကိုပဲဘာ ID နဲ့ယူပြီးတော့သတ်မှတ်သွားလဲဆိုတော့ VLAN name အနေနဲ့ယူပြီးတော့သတ်မှတ်ပြီးသွားပါတယ်နော် okay အဲ့တော့ဆိုကြလို့ရှိရင်ဒီ VLAN 10ကို name ပေးခြင်းတယ်ဆိုပါစို့ name ပေးခြင်းတယ်ဆိုကြလို့ရှိရင်နောက်ထပ်ဒီက VLAN 10နဲ့ကိုပြန်ဝင်လိုက်ပါဝင်ပြီးရင် enter ခေါက်လိုက်ပါပြီးလို့ရှိရင် name ဆိုပြီးတော့じゃမှာဥပမာနဲ့ ID ဆိုပြီးတော့ပေးလိုက်ပါမယ်နော် ID ဆိုပြီးတော့ပေးမယ် exit နဲ့ပြန်ထွက်မယ် do show VLAN brief ဆိုပြီးတော့ global config mode ထဲကနေပဲစစ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ do ခံပြီးတော့ရိုက်တာပါပြီးရင် enter ခေါက်လိုက်ပါအခုဒီပါဆိုရင်ငကိုတော့ကရှိနေတဲ့ VLAN 10ဆိုတဲ့ name ကနေပြီးတော့じゃမှာအခု VLAN ID VLAN ရဲ့ name ကို ID ဆိုပြီးတော့ပေးသွားတာဖြစ်ပါတယ်နော် okay အဲ့တော့ဆိုကြလို့ရှိရင် global config mode ထဲမှာ VLAN ကိုဘယ်လို create လုပ်တယ်လဲဆိုတာဒါလေးနားလည်လောက်ပြီနော် name ဘယ်လိုပေးလဲဆိုတဲ့ဥစ္စာလည်းနားလည်လောက်ပြီအဲ့တော့ထူးခြားချက်အနေနဲ့ကဘာထူးခြားချက်ရှိလဲဆိုရင် VLAN database ထဲမှာတော့ sentence structure ရပြောမယ်ဆိုကြလို့ရှိရင်သူကဘယ်လိုသုံးရလဲဆိုရင်ပထမ VLAN ရိုက်တယ် ID ရိုက်တယ် name ဆိုပြီးတော့ရိုက်တယ်ကိုပေးခြင်းနဲ့ VLAN ID name ကိုပေးလိုက်တယ်ပေါ့နော်အဲ့တော့အဲ့မှာ sentence structure ရကြည့်ရင်သူက one sentence structure နဲ့ပဲရိုက်သွားတယ်ဒါ VLAN database ထဲမှာ configure လုပ်တဲ့အခါကျလို့ရှိရင်ဒီလို one sentence structure နဲ့နှစ်ခုcommand နှစ်ခုကိုအသုံးပြုသွားတယ်ပေါ့နော်ဒါပေမဲ့ global config mode ထဲမှာကျအဲ့လိုမရအောင် ID ကတက်တကြောင်နောက်တစ်ခုက name ကတက်တကြောင်ဒီလိုသွားရတယ်ပေါ့နော်ဒါလေးကတော့ထူးခြားချက်အနေနဲ့ကိုကမှတ်ထားပေးပါနော် okay ဟုတ်ပြီနောက်ဆက်ကြလို့ရှိရင် VLAN database ထဲမှာလည်းပဲ VLAN ကို create လုပ်ပြီးလို့ရှိရင်ပြန်ပြီးတော့ဖြတ်တယ်ဘယ်လိုဖြတ်ရမလဲဆိုတဲ့အကြောင်းအရာကိုပြောခဲ့သလိုအခုဒီမှာ global config mode ထဲမှာလည်းပဲ VLAN ကိုဖြတ်ခြင်းတယ်no ရှိကနေပြီးတော့ no ခံလိုက်ပါအဲ့တော့ no VLAN 10ဆိုပြီးတော့ရိုက်လိုက်ပြီးလို့ရှိရင် do show VLAN brief ဆိုပြီးတော့ပြန်ပြီးတော့စစ်ကြည့်လိုက်ပါဒါဆိုကြလို့ရှိရင် VLAN 10မရှိတော့ပါဘူး VLAN 10လေးပြတ်သွားပါပြီဟုတ်လားနော် okay တော့ဆိုရင် VLAN create လုပ်တဲ့အခါမှာ database ထဲမှာ create လုပ်တဲ့ပုံ global config mode ထဲမှာ creation လုပ်တဲ့ပုံဒီဥစ္စာတွေကိုလည်းအကုန်လုံးရပါပြီဒါပေမဲ့ဒီမှာခြားနားချက်လေးလည်းရှင်းပြပေးပါအောင်မယ်အခုဆိုပါစို့ပေါ့ VLAN 10 to 14ဆိုပြီးတော့ဒီလိုVLAN 9ကိုတပြိုင်တည်းပေါ့ create လုပ်မယ်ဆိုပါစို့เนาะအဲ့တော့ do show VLAN brief နဲ့ပြန်ပြီးတော့ကြည့်ပါအဲ့တော့ဒီမှာ global config mode ထဲမှာအတားချက်ကကြတော့ multiple VLAN တွေကိုအခုလိုမျိုး send တဲ့တစ်ကြောင်းနဲ့ create လုပ်လို့ရတယ်ဒါပေမဲ့ထူးခြားချက်ကတော့ तू က name တော့တခါတည်းတန်းပြီးတော့ပေးလို့မရတဲ့အတွက်ကြောင့်ကိုက name မှာတက်တက်မတ်မတ်ပေးရမှာဆိုကြလို့ရှင်တော့တစ်ခုချင်းစီပဲ create လုပ်ရမှာပါအခုလိုမျိုး VLAN
ID နဲ့ villain name ကိုတွဲတဲ့အတူတူနေနဲ့တွဲပြီးတော့သုံးကျင်နေဆိုရင်တော့ multiple villain creation ကိုတော့လုပ်ခွင့်ရှိတယ်ဆိုတာလေးကိုဒါလေးကိုရှင်းပြတာပဲဖြစ်ပါတယ် okay တော့ဆိုကြလို့ရှိရင်ပြန်ပြီးတော့ဖြတ်လိုက်ပါမယ်10 to 40ဆိုပြီးတော့ဒီလိုပြန်ဖြတ်လိုက်ပါမယ်เนาะပြီးရင်ပြန်စစ်ပါမယ်အဲ့တော့စစ်တဲ့ကဒီတစ်ခါကျ admin mode ထဲကိုထွက်ပြီးတော့စစ်ပြပါမယ် show villain brief admin mode ထဲကစစ်မယ်ဆိုကြလို့ရှိရင်တော့ဒူးခန့်စရာမလိုပါဘူးဒါဆိုရင် default villain အတိုင်းပဲဖြစ်သွားပါပြီငကို factory ကထုတ်ကြရရှိတယ် villain ရေးတွက်တွေအတိုင်းဖြစ်သွားပါပြီเนาะ okay အဲ့တော့ဆိုကြလို့ရှိရင် global config mode ထဲကိုပြန်ဝင်မယ် villain 10 name အနေနဲ့ id ဆိုပြီးတော့ပေးခဲ့မယ် villain 11 name အနေနဲ့HR လို့ပေးခဲ့မယ်နောက် villain 12 name အနေနဲ့ marketing လို့ပေးခဲ့မယ် villain 13 name အနေနဲ့ C ဆိုပြီးတော့ပေးခဲ့မယ်เนาะနောက်တစ်ခု villain 14 name အနေနဲ့ management ဆိုပြီးတော့ဒီလိုလေးပေးလိုက်မယ်ပြီးလို့ရှိရင်တော့ exit နဲ့ထွက်မှသာနောက်ဆုံး villain 40 villain database ကိုရောက်မှာဖြစ်တယ်အဲ့တော့ရှေ့ကရိုက်သွားတဲ့ villain တွေကတော့ exit နဲ့ပြန်ထွက်စရာမလိုဘူးဆိုတာက villain 10ကို create လုပ်တယ်villain 10ကို create လုပ်ပြီးပြီဆိုရင်နောက်ထပ် villain 11ကို create လုပ်လိုက်လို့ရှိရင်ရှေ့က villain 10 database ကိုရောက်သွားတယ်အဲ့ဒီအတွက်ကြောင့် exit နဲ့ထွက်စရာမလိုတာဒါပေမဲ့ villain 40ရဲ့နောက်မှာထပ်ပြီးတော့ villain create လုပ်စရာမရှိတော့ဘူးဆိုကြလို့ရှိရင်တော့မလုပ်ပြရမှာလဲဆိုတော့ exit နဲ့ထွက်ပြီးလို့လိုအပ်တယ်เนาะဒါကြောင့် exit နဲ့ထွက်လိုက်မှသာနောက်ဆုံး villain က villain database ကိုရောက်သွားမှာပဲဖြစ်တယ် okay ဒါဆိုရင် exit နဲ့ထွက်လိုက်ပါပြီเนาะကဲ exit နဲ့ထွက်ပြီးပြီဆိုကြလို့ရှိရင်တော့ admin mode ထဲကိုပြန်သွားပြီး show villain brief နဲ့ကြည့်လိုက်ပါဒါဆိုကြလို့ရှိရင်တော့အခုဖန်တီးလိုက်တဲ့ villain 4ခု sorry villain 5ခုရပါပါပြီဟုတ်ပြီနော် okay တော့ဆိုရင် global config mode ထဲမှာ villain တွေဘယ်လို create လုပ်တယ်လဲဆိုတဲ့အကြောင်းအရာဒါကိုတော့နားလည်လောက်ပြီးချင်ပါတယ်ဖြတ်တဲ့နည်းကတော့ no villain brief နဲ့ပဲ sorry no villain နဲ့ပဲဖြတ်ပြီးအောင်ပါပဲကိုဖြတ်ချင်တဲ့ villain တွေဒီလိုဖြတ်လိုက်လို့ရှင်ရပါပြီเนาะအဲ့တော့ပြန်ပြီးတော့စစ်ကြည့်ပါမယ် show villain brief နဲ့စစ်ကြည့်ပါကဲဒီမှာရှိတော့ပါဟုတ်ပြီနော် okay တောင်းဆိုရင် global config mode ထဲမှာ villain တွေကို create လဲလုပ်တတ်ပြီး villain တွေကိုပြန်ပြီးတော့ delete လဲလုပ်တတ်ပြီးကျင်ပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်